ဓမ္မပညာလေ့လာတဲ့အခါမှာအများဖြင့်ဒီဘာသာကြီးဒီအကြောင်းပေါ့နော်ကမ္ဘာမှာရှိတဲ့ဘာသာကြီးခရစ်ယာန်ဘာသာဘောရဘာသာအစ္စလာမ်ဘာသာဘာသာကြီးမျိုးရှိပါတယ်ဒီဘာသာကြီးဒီအကြောင်းသင်ကြားတဲ့အခါမှာဆရာကြီးသင်ကြားပေးတဲ့နိုင်ရှင်ပြီးတော့ပေါ့နော်ဥပမာအနေနဲ့တင်ပေးလေးရှိတဲ့အကြောင်းတို့အနေစာပြလို့ပါတယ်အဲကဘာလဲဆိုစင်ကြီးတကောင်ရှိတယ်ပေါ့နော်စင်ကြီးတကောင်ရှိတယ်မျက်စိကားနဲ့တူပြီးစင်ကိုတိုင်ကြရတယ်တချို့ကစောက်ကိုင်းတဲ့အခါမှာတိုင်ကြီးပေါ့နော်တိုင်ကြီးဆိုတော့ပြောကြတယ်တော့မမြင်ရတဲ့ခါကျတော့စင်ဆိုတာစင်မမသိဘူးပေါ့နော်ဒီလောက်ပဲတဲ့ခါမှာတိုင်ကြီးပဲနေရွက်ကိုင်းတယောက်ကနေရွက်ကိုင်းတဲ့အခါမှာရက်တော့အကြီးပဲပေါ့နော်အဲ့လိုမျက်စိနဲ့မမြင်ရတဲ့ခါကျတော့အမှန်တရားကိုပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့ကိုထင်တဲ့အရာအမှန်တော့ခိုင်းနေတတ်တယ်စင်ရဲ့ခြေတော့ကိုခိုင်းနေတော့တိုင်ကြီးတိုင်ကြီးပဲမမြင်ရတဲ့ခါကျတော့အမှန်တော့သိနိုင်ဘူးပေါ့နော်အမှန်ပြီးတော့ကိုခမ်းမှန်းယူတဲ့အရာအမှန်ဆိုတော့ပြောတတ်ကြမျက်စိကန်းတဲ့သူကြောင့်ကျွန်တော်တို့အမှားကျန်းစာထဲမှာရှင်ယောင်ခရစ်ယာန်ခန်းကြီးကိုတွေ့ရပါတယ်ရှင်ယောင်ခန်းကြီးကိုဒီပိကနေစနစ်သိကြတယ်မှာပေါ့နော်သိကြတယ်မှာကျွန်တော်တွေ့ရပါတယ်လို့မျက်စိကန်းတဲ့သူကမြင်ရတဲ့ခါကျတော့စားဖို့တော့ကိုရှာဖွေလို့မရဘူးနော်။စားဖို့တော့ကိုရဖို့အတွက်အလူခံနေရတယ်။ဒီလိုနေတဲ့အချိန်မှာဒီရှုကတွေ့လိုက်တယ်။ဒီခါမှာတနာပေါ့နော်။အဲ့ချိန်မှာဒီရှုတွေ့တဲ့အချိန်မှာသူတယောက်တည်းမဟုတ်တပည့်ရောနေတယ်။တပည့်တွေနဲ့သူ့တပည့်တွေနဲ့တွေ့တယ်။သူ့တပည့်တွေကပြောလဲဆိုတော့ဒီလိုမျက်စိကန်းတာသူ့ပြကြောင်လားဒါမှမဟုတ်မိဘပြကြောင်လားလားပေါင်းများဆိုပေါ့နော်ဒီစေကန်းတာဒါနဲ့တရားရင်းကတော့ဘယ်သူ့အကြောင်းမှမဟုတ်ပါဘူးဘုရားဘုန်းတော်ထင်ရှားဖို့အတွက်ပေါ့နော်ဒီပါလေဆိုတော့ဘုရားယေရှုကဒီပြည့်တော်ကိုပြောလိုက်ပါတယ်ဒီပြည်တဲ့နောက်မှာယေရှုတော်ကမျက်စိကနဲ့တွေ့ရမျက်စိပြင်းနေဒီပေါ်မှာသူစထွေးပြီးတော့ဒီမုံကိုဒီလိုမျိုးဆွန့်ပြဖို့လိုလိုက်တယ်ဆွန့်ပြအောင်လိုလိုက်ပြီးတဲ့နောက်မှာမျက်စိကနဲ့တွေ့ရမျက်စိလိမ့်ပြလိုက်ပြီးတဲ့နောက်မှာစီလုံးသူလိမ့်ပြီးတဲ့မျက်စိစေကြောဖို့စီလုံးအိုင်တွားစီပြီးတော့စီလုံးအိုင်ကိုတွားပြီးတော့အရင်ကပြေးလိုက်ပါပေါ့နော်စီအဲ့လိုလော့လိုက်တယ်စီလုံးဆိုရတဲ့တယ်လည်းပဲဒီကျန်းစာလေးမှာတကားလေးပေါ်ပြထားပါစီလော့တယ်ပေါ့နော်စီလော့တယ်စီလုံးရဲ့အနေကစီလော့ဒီဟုတ်ဆိုလို့ဒီလော့လိုက်တယ်မျက်စိကန်းတဲ့သူကလည်းတကယ်အော်ပွဲမှုကြီးမားတဲ့အမှုတွေလည်းပြုတ်နိုင်တာပဲဆိုတော့ကျွန်တော်သွားဆရာမလို့အောင်တခါတည်းပြင်မြောင်လုပ်ပေးပါလားမပြောဘူးနော်သူစကားဒီကတော့ပြောတဲ့အတိုင်းတော့စီလို့ပြောတော့ဖြစ်ပါလေမြန်မာပြည်ကမှာငါ့ကိုတိုင်း
ကျွန်တော်တို့ပေါ့နော်ပြင်နေဒီစီပြင်နေမျက်စိကန်းကျွန်တော်ကတော့ဒီမျက်စိကန်းနဲ့အကြောင်းပေါ့နော်ဒီနေ့ကျွန်တော်တွေကမပြည့်စုံဘူးဒီမျက်စိကန်းတဲ့လူတကယ်ကတော့လည်းတွေ့ဖို့တကယ်ကတော့လည်းတွေ့ဖို့လူတွေတူပါတယ်တကယ်ကတော့လည်းတွေ့ပြီးတဲ့အခါမှာလည်းတကယ်ကတော့စကားနားတော့ပြီးတော့ရှင်းဖို့တူပါတယ်အဲကြောင့်ကျွန်တော်တို့တကယ်ကတော့လည်းအတွေ့အကြုံမှာလူအချက်တွေအများကြီးပေါ့နော်ရှိတယ်ဒီထဲမှာအများကြီးမားဆုံးအမှန်တရားကိုမသိနိုင်ဘူးနော်အမှန်တရားကိုမသိနိုင်တဲ့တက်တာဖြစ်တယ်တကယ်ကတော့လည်းတွေ့သွားပြီးတဲ့နောက်မှာရှင်ခက်စီနာဂတိကျန်ထဲမှာခုနကျွန်တော်တို့ဖတ်ထားတဲ့ကျန်ချက်ထဲမှာပေါ်ပြထားပါတယ်ကျန်စာထဲမှာတော့ဒီစီကန်တော်သူကိုမသိတဲ့လမ်းမှာဆောင်သွားမယ်ပေါ့နော်အော်တော်လမ်းလေးဆိုင်တဲ့လမ်းလေးပြုံးစီမယ်အဲ့မှာပေါ်ပြတဲ့အတိုင်းတို့ပို့ဆောင်နေပါတယ်ဒီပြန်ပြီးတော့ချင်းရောခရစ်ချင်းအခန်းကြီးကိုထည့်အကြောင်းပေါ့နော်ဒီဒီတော့စင်ချင်းစီလို့ပါတယ်လက်ဆိုတော့ဒီမစ္စကာနဲ့သူကသူ့မှာမိသားစုမရှိဘူးလားအတိုင်းဝဲပေါ့နော်ညီကိုမောင်နှမနောက်ပြီးတော့အိမ်နေရာတွေလည်းပဲဖျားထာဝရဖျားကိုယုံကြည်တဲ့သူတွေနေတဲ့နေရာဆိုပြီးတော့အိမ်မှာသူ့ကိုကျွေးမွေးဒီလိုပြောမလဲအလိုခံလူများတဲ့နေရာမှာထိုင်ပြီးတော့အလိုခံနေနဲ့စားပေါ့နော်အိမ်မှာနေခိုင်းပြီးတော့ပြုစုမဲ့သူ့ကိုကျွေးမွေးသူ့လိုအပ်တဲ့အရာများကိုထောက်ပံ့လို့ပြောမလဲလုပ်ပေးမဲ့သူပေါ့နော်ပြုစုမဲ့သူရှိမှာဆိုတော့ကျွန်တော်မေးခွန်းထုတ်เสียရှိပါတယ်ကျွန်တော်တို့တာမလေးဒီမျက်စိကားနဲ့တူလို့ဒီခါမှာလူနေနဲ့ဝေဖန်နေဆိုဝေဖန်စရာတွေအများကြီးပေါ့နော်ဒီလိုရှိပါတယ်ဒါပေမဲ့အဲ့လိုတက်တာမျိုးဒီနေ့တက်ရှင်နေတဲ့အချိန်မှာဖျားတဲ့ခင်ကတော့ကျွန်တော်သူအမှန်တရားကိုမြင်ပြီးတော့အိမ်မှန်တရားနဲ့တက်တာတေးဆောက်ပြီးသူဘုံတော်ထင်ရှားဖို့တက်ရှင်ရှိလို့ရပြပါတယ်အဲကြောင့်ယေရှုခရစ်တော်ကလူတွေကဒီမျက်စိကန်းတဲ့သူပေါ့နော်မျက်စိကန်းတဲ့သူခုနတပည့်တော်တွေကိုတိုင်လည်းပဲတကယ်ခရစ်တော်နဲ့အမြဲတမ်းငါတွေ့ပြီးတော့တကယ်ကတော့ဒီနောက်ကိုမင်းအချိန်လုံးလိုက်ပြီးတကယ်ကတော့အကောဖွဲ့တွေ့တဲ့အမှုတွေပေါ့နော်တွေ့ရတာနဲ့အောင်မှအဲမျက်စိကန်းတဲ့သူဝေးဖန်သူပြကြောင်းလာသူမိသားစုရဲ့အပြစ်မိဘတွေရဲ့အပြစ်ကြောင်းပေါ့နော်မိဘတွေရဲ့အပြစ်အဲ့လိုအမွေခံပြစ်ကိုဘယ်လိုပြောလဲအမွေခံတဲ့သူကြောင်းပေါ့နော်အဲ့ဒီကြောင်းလားဆိုတော့ဒီလားဒါပေမဲ့တကယ်ကတော့အဲ့အကြောင်းတွေကိုမမျိုးဒီမျက်စိကန်းတဲ့သူရဲ့ခက်ခဲတဲ့အရာကိုဖြည့်ဆင်းပေးခြင်းတယ်။ဒါမှလည်းပဲကျွန်တော်တို့ဒီမျက်စိကန်းတဲ့သူကိုလွှမ်းမိုးတယ်။ဒီကျွန်တော်ရှိကောင်းဆိုတာပါတယ်။ဒါပေမဲ့တကယ်တော့ねကျွန်တော်တွေ့ပြီးသားသားသမီးတွေကယေရှုခရစ်တော်နဲ့ယေရှုခရစ်တော်ရဲ့စိတ်ထားနဲ့ပေါ့နော်ကျွန်တော်တက်တာကလေးဆောက်ပြီးတော့ယေရှုခရစ်တော်လူအဲ့လိုမျက်စိကန်းတဲ့သူရဲ့လွှတ်တဲ့နေရာမှာလူအပ်တဲ့အရာကိုတီးပြီးတော့မြင်ပြီးတော့အဲ့လူအပ်တဲ့အရာကိုဖြည့်ဆင်းပေးစီပေးခြင်းနဲ့စိတ်ထားရခြင်းဒီကျွန်တော်ဒီရှင်ယောဂဝင်ခြင်းခါကြီးကိုတည်းမျက်စိကန်းတဲ့သူအကြောင်းအရင်းပေါ့နော်တိုက်တွန်းလိုပါတယ်လို့ပြောချင်တာကတရားဝင်အားနည်းမှုပေါ်မှာဒီအားနည်းချက်ကိုဝေဖန်ပြီးတော့ပိုင်းခြားမဲ့အစားပေါ့
ဒီအားနဲ့ချက်ကိုဘယ်လိုဖိစေးပေးရမလဲတကယ်တော့ရဲ့စိတ်ထားတကယ်တော့စိတ်ထားမှုတကယ်တော့တုံတင်တဲ့အရာဖြစ်ပါလေအဲ့ဒါမှသူ့ဘုံတော်ထင်ရှားမှာဖြစ်ပါလေတကယ်တော့ကလည်းအခန်းကြီးကိုငယ်လေးမှာငါကိုစီလို့တော်မူတော့သူအမှုကိုနေ့အချိန်စီစဉ်တွင်ပြုရမယ်အဘေသူမြတ်ပြုတ်နိုင်တော့အချိန်သေးတော့ညနေအချိန်ကလာသည် sorry ငယ်တော့မှာပေါ့နော်ကိုအပြစ်ကြောင်းမဟုတ်မိဘအပြစ်ကြောင်းလည်းမဟုတ်ဖရာတကယ်အမှုတော်ကိုတူနိုင်ထင်ရှားစီမယ့်အကြောင်းသေးဖရာဘုံမှုတော်ဘုံတော်ထင်ရှားဖို့အတွက်တကယ်ကျွန်တော်ဖရာဘုံတော်ထင်ရှားဖို့အတွက်ခုနတပည့်တော်တွေလို့ဒီမျက်စိကန်းနဲ့အတူဒီကောင်မထုတ်တယ်အဲ့လိုပုံစံမျိုးထုတ်လို့ရှိရင်တော့ဘုံတော်ထင်ရှားမှာတကယ်ကတော့လို့ကျွန်တော်အိုင်ယူတက်တယ်ဆိုလို့ရှိရင်တော့ဘုံတော်ထင်ရှားဖို့ဘုရားဘုံတော်ထင်ရှားဖို့ဖြစ်ပါမယ်ကျွန်တော်လောကမှာတက်ရှင်ချင်းကတော့ကျွန်တော်ရဲ့အားနဲ့ချက်တွေကကျွန်တော်တို့အဲ့ဒါကြောင့်ဒီအားငယ်ဖို့နောက်ပြီးတော့ပါမစမတူရတော့ပဲလူကမလုံးမကိုင်းရဲတော့တဲ့ချိန်မှုရောက်ဖို့မဟုတ်ဘူးမျောလင့်ချင်းနဲ့ပေါ့နော်ကျွန်တော်တက်ရှင်ဖို့ဖြစ်တယ်ဆိုတာကိုလည်းတစ်ဖက်ကနေကျွန်တော်ခွန်အားယူဖို့ဒီအားဖြင့်ကျွန်တော်တိုက်တွန်းလိုပါတယ်မျက်စိကနဲ့သူကဟေးတပည့်တော်ရဲ့ဝေဖန်ချက်ကိုသိလို့ရှိရင်နာပြောတယ်အဲ့ကျွန်တော်လည်းအဲ့ဒါကြောင့်မြတ်ဖြစ်မလားပေါ့နော်အဲ့လိုကိုလည်းမိကွန်ထုတ်ယူတယ်မကဘူးအားငယ်နေနောက်ပြီးတော့လူများတဲ့နေရာမှာလည်းတော်ရင်တော့မှာပေါ့ကျွန်တော်တို့တက်တာမှလည်းပဲအဲ့လိုအတဲ့တော်တွေရဲ့တက်တာကိုမဖိမိဖို့လည်းပဲကျွန်တော်ဒီကျန်ဆရာပြီးဒီမျက်စိကနဲ့သူရဲ့တက်တာအပြင်လည်းပဲစင်ကျင်စေဖို့ပါတယ်လို့နောက်တော့တခင်တော်ရဲ့တက်တာကိုစံနမူနာယူပြီးတော့ကျွန်တော်ဒါသူနဲ့တွေ့ပြီးတဲ့နောက်စံနမူနာပြီးတော့သူတက်တာကိုပြရှင်းဖို့ပေါ့နော်အဲ့ဒါလည်းပဲကျွန်တော်ဒီခင်တော်ကြီးရဲ့ဆောင်ပုတ်ဖြစ်တဲ့ဝင်ရနိုင်ပြီးတော့တက်တာပေါ့နော်ယေရှုခရစ်တော်နဲ့ယဉ်ကျေးတော်တက်တာအဲ့ဒီယဉ်ကျေးတော်တက်တာယဉ်ကျေးတော်တက်တာကတော့ဝိညာဉ်ရဲ့တက်တာနဲ့ပြုတ်တော့တက်တာဖြစ်တယ်ယေရှုခရစ်တော်နဲ့ယဉ်ကျေးတော်တက်တာနဲ့လာနေတယ်ကျွန်တော်ရှင်းလာနိုင်ပါပြီပါတယ်နောက်အဲ့မျက်စိကန်းနဲ့သူတွေ့ကားတဲ့နေရာတွေ့အားနေဆုံးနေရာဖြစ်ဒီလိုပြောမယ်ဆိုအားနေဆုံးနေရာပေါ့နော်လူတရားကိုအပိုက်ချတဲ့အနေနဲ့ပြောမယ်ဆိုရင်သူအားနေဆုံးနေရာကတော့သူမျက်စိမမြင်နေတဲ့အတွက်ကြောင့်အမှန်တရားမမြင်နိုင်ဘူးပေါ့နော်ဒီအဘာဝတရားတွေတဘာဝတရားတွေလည်းမမြင်နိုင်ဘူးဒီသူအားနေဆုံးနေရာပြုတ်ကင်းဖို့အတွက်လည်းပဲလူတွေတန်ဖိုးမထားလူတွေယွင်တဲ့အရာနောက်ပြီးတော့ခါသေးတယ်လို့ဘယ်လိုပြောမလဲတို့ထင်တဲ့အရာတွေပေါ့နော်အဲ့ဒါတွေသုံးပြီးတော့အဲ့ဒါအားဖြင့်ကိုစားတော့တယ်ဆိုတာကိုလည်းကျွန်တော်တို့တစ်ခါကြီးဟောယူဖို့ဘယ်လိုလဲပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့စတွေးပေါ့နော်စတွေးဆိုရင်လည်းဒီစတွေးယူချက်လို့ရှင်ဒီခန္ဓာကိုယ်တော့လိုအပ်တဲ့အရာပေါ့နော်စာရင်တော့ပုံမှန်လိုချင်မှရတော့လိုတဲ့စတွေးပေါ့ကောင်းခန္ဓာကိုယ်တော့ကောင်းတယ်ဒါပေမဲ့ထွေးလိုက်တဲ့အခါမှာသူမြင်နေတော့မှဆိုတော့ကျွန်တော်ဒီလိုလက်နဲ့ကာပြီးတော့ထွေးတယ်ဒါမှမဟုတ်ရှင်လူတယောက်ပေါ်မှာစိတ်ဆိုးရဲဆိုရင်ဒါကလည်းထွေးဆိုနော်အဲ့လိုနောက်ပြီးတော့
တရားနဲ့လူတရားနဲ့ဘယ်လိုပြောမလဲစကားပြောပြီးတော့အဆုံးမှာစိတ်ဆိုးတော့မချင်းနိုင်တော့အဲထွေးပြလိုက်တာပေါ့နော်ကိုပုံမှာအဲမျိုးဆိုလို့ရှိရင်တော့ဒီလိုခံရတဲ့သူစထွေးထွေးချင်းခံရတဲ့သူတို့တော်မှကြည့်ရတာပေါ့နော်အဲ့လိုအပြင်ထုတ်လိုက်တဲ့အခါမှာ UNCR လို့ပြောမလားအဲ့လိုခံယူတဲ့အဲကြောင့်စထွေးထွေးချင်းခံရလို့ရှိရင်ကျွန်တော်ကိုနေတယ်ကျွန်တော်ကိုအထင်သေးတယ်ပေါ့နော်အဲ့လိုဖြစ်စေတယ်အဲ့လိုမျိုးဒီနေ့သုံးတဲ့စထွေးနောက်ပြီးတော့မီမုံပေါ့နော်မီမုံဆိုလို့ရှိရင်လည်းပဲလူတွေနင်းချဖြစ်တယ်ဖြစ်တယ်ဒီလူတွေရင်းဆိုင်ဒီမီမုံဒီနှစ်ခုကိုဖျားယေရှုခရစ်တော်ကအသုံးပြုတယ်ဒါပဲကျွန်တော်စင်စားဆက်ပြပါတယ်ဒီကြည့်သူတရားဝင်နေပေါ့နော်ဒီကြည့်သူတရားဝင်နေကျွန်တော်လည်းပဲကျွန်တော်ဘာမှမဟုတ်ဘူးဆိုတာဒီလေနောက်ပြီးတော့တီးရုံကိုတီးတာနဲ့မပြီးဘူးနော်ကိုမြတ်ကလည်းဝေးပန်းတယ်ဒီလိုသုံးစားလို့ရမှာမဟုတ်ဘူးအားညာပေါ့နော်ဒါနဲ့တခင်ကတော့အဲ့ဒီလူကြီးအားလုံးသူ့နေရာနဲ့သူပြန်လာဘုရားရှင်ရှာဖို့အသုံးပြုနိုင်တယ်ဆိုတာကိုဒီမှာကျွန်တော်တွေ့ရပါတယ်လူတွေနင်းချစ်တဲ့လူတွေတတိမထားမိတဲ့ဘေးမဆိုင်တဲ့ဒီမီမုံပေါ့နော်နောက်ပြီးတော့လူတွေယူရင်ဆရာတဲ့လူတွေလူပြောမလဲတရားနဲ့တရားမျိုးဖြစ်စေတဲ့ဒီနဲ့တုံးတဲ့ဇရွေးတွေချင်းဇရွေးချင်းကလုံးဝမကောင်းဘူးပေါ့နော်ဒီလိုခံယူတဲ့ဇရွေးအဲ့ဒါအိမ်နဲ့ကိုတုံးပြလိုက်တယ်အိမ်နဲ့ကိုတုံးပြတဲ့အခါမှာမျက်စိကနဲ့သူကပြင်ပြီးတော့မျက်စိပြင်ပြလာတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်အမောင်ထဲမှာကျင်လည်နေတဲ့စာတမန်ရဲ့ကိုစုံအောင်မှာကျင်လည်နေတဲ့ပျော်ဆုံးဝင်ရင်မြများစွာကဲတင်ချင်ရဖို့ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်လူတွေရဲ့ယုံကြည်သူတွေရဲ့အလိုတော်မဟုတ်ဘူးပေါ့နော်ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်ကဲတော့ဒီမှာဘုရားမို့လို့တဲ့စက်ကတဲ့ဆရာမတွေတယ်ဟုတ်ပါဘူးဒီမှာထိုင်နေအားလုံးပေါ့နော်ဘုရားလည်းကဒီဘုံလို့ဆွင့်စရွေးလို့အမောင်ထဲမှာကျင်းနေတဲ့စာတန်မျက်စိကန်းစေတဲ့သူပြင်မြင်လာပေါ့နော်ဘုရားလည်းကအသုံးပြုလို့ပါတယ်ဟာလေလုယာအာမင်ဒီတော့တော့ခါနဲ့ဘုရားရှင်ရဲ့သားသမီးတွေကိုဘုရားရှင်အောင်ကြည့်ပေးပါစေအာမင်ဒီမှာကျွန်တော်မျက်စိကန်းတဲ့အပိုင်းလဲကျွန်တော်လူအနေနဲ့ဘုရားရဲ့ရှိမောက်မှာတည်ဆုံဖို့ဝိပါမယ်ဆိုဝိပါစေအမျိုးများဆိုရှိကောင်းရှိမှာဖြစ်ပါတယ်အဲ့လိုမျက်စိကန်းတဲ့သူပေါ့နော်ကျွန်တော်နောက်ပြီးတော့ကိုကဖို့မလွယ်တဲ့အတွက်ကြောင့်မျက်စိကန်းတဲ့သူလည်းပဲကိုကစူးစမ်းပြီးတော့အလုပ်လုပ်နိုင်ဖို့မမြင်တဲ့ခါကျတော့အလုပ်မလုပ်နိုင်ဘူးပေါ့နော်အဲဒါကြောင့်အလုပ်ခနေတာဖြစ်တယ်ဒီပိုင်းလေးကျွန်တော်အဲ့လိုနဲ့လေအသက်ရှင်မိတဲ့အချိန်လေးရှိအောင်ရှိမှာပေါ့နော်ဒါနဲ့အဲ့လိုတက်ရှင်နေဆိုတာကိုမြင်နေဆိုရင်ယေရှုခရစ်တော်ရဲ့စိတ်ထားနဲ့ယေရှုခရစ်တော်ကဒီလိုမြင်လိုက်လို့ရှိရင်ဘယ်လိုဝေဖန်မလဲပေါ့နော်ဝေဖန်မလဲလို့ပြောမလားတခင်ခရစ်တော်ဆိုရင်ဘယ်လိုလုပ်မလဲလို့ပြောလို့မိခေါင်းထုတ်ပြီးတော့တခင်ခရစ်တော်ရဲ့စိတ်ထားနဲ့ပေါ့နော်တာကိုသူများတဲ့အသက်ရှင်နိုင်ဖို့ပထမရှင်နေကျွန်တော်တိုက်တွန်းလို့လေဒုတိယချက်အနေနဲ့ဘုရားသခင်ဘာမှမဟုတ်တဲ့ဘာမှဘယ်လိုပြောလဲတန်ဖိုးမရှိတော့ဘူးပေါ့နော်ကျွန်တော်ထင်တဲ့အရာတွေဖြစ်ပါတယ်စရွေးနဲ့မီမုံလို့ကျွန်တော်တို့လည်းပဲလူတွေရဲ့နင်းချီဖြစ်ချင်းခံရတဲ့တက်တာလေးဖြစ်ကုန်ဖြစ်လိမ့်မယ်နောက်ပြီးတော့စရွေးချင်းခံရတဲ့တက်တာလေးဖြစ်ကုန်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကိုဖျားတဲ့ကတန်ဖိုးရှိစွာအသုံးပြုနေတယ်သူတပါကေတင်ဖို့ပေါ့နော်သူတပါ လုံးမြုပ်ခြင်းတို့တုံ့ပြုနိုင်တယ်ဆိုတော့
ကျွန်တော်အောက်မိတ်ပြီးတော့ဖျားရင်ကကျွန်တော်တက်တာကိုတူတပါတူတယောက်ပျော်စလုံးရင်တပါတူတော့ဖျားရင်ကအသုံးပြုနေတယ်ဖျားရင်မတော့အသုံးမပြုနေတဲ့အရာမရှိဘူးဆိုတာကိုကျွန်တော်ကြည့်ပြတာခိုင်းလို့ပြီးတော့ကျွန်တော်ဖျားရင်တန်ဖိုးရှိတဲ့တက်တာတွေလေအဲ့လိုဝင်ခံဖို့တိုက်တွန်းလို့ပါလေကျွန်တော်မှာအန်လိုပြောမယ်လူအမ်ချစ်အားနေမှုတွေမြောင်များဆိုရှိတော့လေတခင်ကတော့ကတေးစရာ prophet ရဲ့ဆရာစီမှာမိမ့်မတော်မူတဲ့အတိုင်းကျွန်တော်တို့ကိုဒီနေ့မှလည်းပဲစကားပြောနေပါတယ်အဲကြောင့်ကျွန်တော်တို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9ထဲကမျက်စိကန်းတဲ့သူအကြောင်းကိုဆင်ခြင်ပြီးတော့ကျွန်တော်တို့ရှိမှာဖျားရင်ကရက်တည်ပြီးတယ်ဖျားရင်ကလမ်းပြရတယ်ဆိုတာကိုယုံကြည်ပြီးတရှင်ရှိလို့ပါတယ်ဒီနေ့ကျွန်တော်တိုက်တွန်းလို့ပါတယ်မျက်စိကန်းတော့သူတို့ကိုမိမိတို့မသိတော့လမ်းပြင်ငါပို့ဆောင်ပြီပေါ့နော်ကျွန်တော်မသိတဲ့လမ်းကျွန်တော်အဲ့ဒါလေးပဲဓမ္မဟောင်းချင်းထဲမှာကျွန်တော်တွေ့ရပါတယ်မောစီရဲ့တက်တာမှာအစ္စရေးလူမျိုးတွေအစ္စရေးကနေခါနာပြီးအားလုံးသိပြီးတာပေါ့နော်ကျောင်းဒီစိတ်ဆာဆိုတနေတဲ့အချိန်ကလေးကကျောင်းကိုနာဝရှိတယ်ဒါမှမကဘူးရုပ်ရှင်အပြင်ဗီဒီယိုအပြင်မျိုးဒီနေရာတွေဖြစ်ပါတယ်အဲ့လိုတွားနေတဲ့အချိန်မှာမိပုံရှိလားမရှိပါဘူးเนาะအဲကြောင့်မျက်စိကန်းတော့သူ့လိုပါပဲသူတို့လေဘယ်လမ်းကိုတွားရမလဲမမြင်ရပါဘူးဒါနဲ့ဖျားရပို့ဆောင်တယ်ကျွန်တော်သိရပါတယ်အာဗြဟံလည်းပဲဦးမျိုးကနေထွက်သွားမဲ့အချိန်မှာလည်းမိပုံမပါပါဘူးဖျားရမိပုံမပြေးပါဘူးအာဗြဟံကလည်းယုံကြည်ခြင်းနဲ့သွားတယ်ဖျားရပြိပေးတဲ့နေရာကိုရောက်ကြပါတယ်ကျွန်တော်သိရပါတယ်ပြီးတော့မကျွင်းတော့ခရီးနဲ့တွားစီနေမကျွင်းကျင်တဲ့ခရီးလမ်းခရီးပေါ့နော်ဒီမှာခုနပြောတဲ့အထဲမှာအားလုံးပါပါပြီသူတို့ရှိမှမောင်မိုက်ကိုလင်းစီနေအဲ့မှာအလင်းပေါ့နော်ဟုတ်တယ်အလင်းပြီးမယ်ဆိုတာကိုပြောရမှာဒီလိုလူမျိုးတွေအစ္စရေးနဲ့ခါနန်ပြီးတွားနေတဲ့အချိန်မှာနေ့မှာတိမ်တိုင်အားဖြင့်လမ်းပြရတယ်ညမှာမီးတိမ်တိုင်အားဖြင့်ထဲမှာမဟုတ်တော့ဘူးမီးတိမ်တိုင်အလင်းပေးသူတို့အမောင်ထဲမှာတွားနေတဲ့ကောင်ပါလေပဲလို့အန်ဒီရှိတယ်ဆိုတာကိုမြင်နိုင်ဖို့အလင်းပေးတယ်ကျွန်းတော်လမ်းနိုင်တွားစီမယ်သူတို့စီမှာမောင်မိုက်ကိုလင်းစီမယ်ကောက်တော်လမ်းကိုလည်းဖြုံးစီမယ်သူတို့တော့ဂျေဇုကိုပြုမယ်ကောက်တော်လမ်းတွေကိုလည်းဖြုံးစီမယ်ကောက်တော်လမ်းကိုဖြုံးစီမယ်တရားရင်ကတော့ကောက်တော်လမ်းတွေကိုဖြုံးစီလိုပါတယ်ဒါပေမဲ့ဣသရေလလူမျိုးတွေလိုတရားခင်ဖြုံးစီလိုတဲ့လမ်းကိုကောက်စီတဲ့သူတွေမဖြစ်ဖို့ပေါ့နော်ကျွန်တော်တတိထားဖို့အဲ့လိုဖြစ်ပါလေလို့အဲ့ဒီကျွန်တော်တို့လည်းကိုဒီခင်တင်တော့အပြင်လိုကောဒီနေရာမှာလည်းအများအားကျွန်တော်ပြောလို့ရှိတယ်အဆရာသူယူပါယုံတိုင်းပဲအများအားသူယူပါယုံပဲအများအားပြောနေတယ်ဟုတ်ပြောကုန်ပြောလိမ့်မယ်ဒါနဲ့ဘုရားကိုယုံကြည်ခြင်းနဲ့မိခင်တင်တော်ကြီးရဲ့ဒီလိုမျိုးရေးရွယ်ချက်ပေါ်လည်းဖြစ်ပါတယ်လို့အတင်းတော်ရည်တည်ဖို့ပေါ့နော်ဒီအတင်းတော်ယူပါယုံထားပါတယ်အတင်းတော်တို့အဲဆိုဒီယူပါယုံရောက်နိုင်ဖို့လို့ငါကျွန်တော်ကောက်နေတဲ့လမ်းတွေကိုဖျားရဖြုံးစီပါဖြုံးစီလို့လေကျွန်တော်တို့တွေကကောက်စီတဲ့သူတွေမဖြစ်မိဖို့ပေါ့နော်တခင်ယေရှုရဲ့တက်တာမှာတခင်ယေရှုရဲ့တက်တာကဘယ်လိုခုနမျက်စိကန်းတဲ့သူကိုဘယ်လိုတနာတယ်လဲတနာယုံတယ်မကဘူးတနာတဲ့စိတ်ထားနဲ့ပြီးဆိုတာမရှိဘူးယေရှုကတော့ကတနာတဲ့စိတ်ထားပြီးတဲ့နောက်မှာအိမ်အားနေတဲ့နေရာမှာအားနေတဲ့နေရာကိုဘယ်လိုဖိပြီးမလဲနောက်ပြီးတော့ကောင်းတော့ဘယ်လိုလုပ်မလဲအဲ့လိုစိတ်ထားရှိတယ်ဆိုတော့ကျွန်တော်
ကိုစင်ကျင်ပြီးတော့ကျွန်တော်ဒီဖျားခင်ပေးထားတဲ့ယူပါယုံတင်တော့ရက်တင်လိုက်ကိုတင်တော့ဒီနေရာမှာဆိုလို့စင်လည်းပဲလူအနေနဲ့အားငယ်ဖို့စဉ်းစားမယ်ဆိုရင်အားငယ်စရာတွေအများကြီးပေါ့နော်ကျွန်တော်ပြောချင်တာကဒါပတ်ဝန်းကျင်ပြည်နောက်ပြီးတော့ဒီနေရာဆိုလို့စင်တဲ့တာတာပြုတ်ပြီးအများဆုံးနေထိုင်တဲ့နေရာဖြစ်တယ်ဒီတူချန်နီပဲဆိုလို့စင်ပုံများတာပေါ့နော်ဒီကြားထဲမှာကျွန်တော်တို့ဘယ်လိုလုပ်မလဲဘယ်လိုအားငယ်တဲ့စိတ်ဘက်ကနေစဉ်းစားမယ်ဆိုတော့ဖြစ်နိုင်ပါမလားဆိုတဲ့နှုတ်လက္ခဏာဒီနေ့စဉ်းစားမယ်ဆိုရင်အများကြီးရှိမှာဖြစ်ပါတယ်ဒါနဲ့ဒီကြားထဲမှာဘုရားကိုယုံကြည်တဲ့ဘုရားရင်ကတော့ဒီကောက်နေတဲ့လမ်းခေခေတဲ့လမ်းတွေကိုဘုရားရင်ကလမ်းပြပြီးတော့ဖြုံးတဲ့လမ်းဖြုံးပြတဲ့လမ်းဖြစ်ပြရှင်ရှောက်လန်းစီမယ်ဆိုတာကိုယုံကြည်ခြင်းနဲ့ကျွန်တော်ယူပိုင်ထားပြီးတော့ရှောက်လန်းနေတာဖြစ်ပါတယ်။ဒါတမကဘုရားရင်ကဂတိပေးထားပါတယ်။သူတို့တော့ဂျေဇုကိုပြုမယ်တဲ့သူတို့ကိုမစွန့်ဘူး။နော်ဂျေဇုပြုမယ်သူတို့ကိုမစွန့်ဘူး။အဲ့ဒါအတွက်ကျွန်တော်တို့ပါလေယုံကြည်ဖို့ပြောပါတယ်။ယုံကြည်ကိုးစားဖို့အဲ့ဒါကိုမူရတွေကိုဆာလန်30ကိုပိုင်ရင်ကမှာပေါ်ပြတဲ့ကဲတော့ပေါ့နော်။ဘာတမချန်စားတဲ့မှာပေါ်ပြတဲ့အတိုင်းကျွန်တော်ကိုမူရအားလုံးကိုအပ်ပြီးတော့အပ်တဲ့အတိုင်းယုံကြည်ကိုးစားဖို့ဖြစ်ပါတယ်။အဲ့လိုဆိုရင်တော့ပြန်ကဂျေဇုပြုမယ်လုံးဝဆုံးပြမှာမဟုတ်ပါဘူးဆိုတော့ပြန်ကဒီလိုရှိပါတယ်။ဒီလိုအတိုင်းကျွန်တော်မျက်စိကန်းတော်လေးပဲပေါ့နော်ကျွန်တော်အမြင်တော်ပဲစိနာကကိုအမြင်နိုင်တော်လဲအဲ့ဒါအားလုံးတည်တဲ့ဖျားကျွန်တော်ဖျားဖြစ်ပါတယ်။ဒီဖျားလေးကငါဆောင်မယ်ကျွန်တော်ကိုပိုင်လာပို့ဆောင်မယ်ဆိုတော့ဖျားကပြောထားပါတယ်။မကျွမ်းကျင်တဲ့လမ်းမကျွမ်းကျင်ပြင်လေအဲ့ကျွမ်းကျင်တဲ့လမ်းမှာတွားစီမယ်ရှိမှရှိတဲ့မော်မိုက်နေတဲ့မော်မိုက်တွေလို့ကျွန်တော်ထင်တယ်လို့ပြောမလားထင်တာတမကဘူးဒီမော်မိုက်ပေါ့နော်ကျွန်တော်ရှိမှဆိုလို့ရှိရင်မော်မိုက်နေတယ်ဒါနဲ့ဒီမော်ကိုဖျားရင်ကဖြုတ်ဝင်ပြင်မယ်အလင်းပြင်မယ်ကောက်တော်လိုင်းတွေကိုလည်းဖြုံးစေမယ်ဘယ်လိုလဲတော့ပြထားပါတယ်ဒီကလေးတို့တိုင်းကျွန်တော်ယုံကြည်ပြီးတော့ဖျားရင်အတွက်စီရင်နာကတန်တနာချေပြင်ဖို့အားလုံးပေါ့နော်ဒီနေရာမှာရှိတဲ့အမေတွေကဒီဘာသာခြေပြင်ဖို့ဒီလိုရက်တွေပို့လို့ဆိုရင်ပြရတဲ့ရွေးကောက်ထားတဲ့မိမုံကဲတော့စပေးကဲတော့လူတွေယူနေလူတွေနင်းချပြချင်းခံရတဲ့တက်တာဖြစ်ရင်ဒီကောင်ဖြစ်နေတယ်ဒါနဲ့အဲ့ဒီအရာတွေကိုဘုရားရှင်ကတာပို့ထားတယ်ဘုံတော်ထင်ရှားဖို့အသုံးပြုနိုင်တယ်ဟုတ်အသုံးပြုနိုင်တယ်မို့ဘုရားရှင်ကဘုံတော်ထင်ရှားဖို့အသုံးပြုတယ်ဘုရားရှင်ကလည်းဒီနေ့မှာဒီမှာရှိကြတဲ့အားလုံးကိုလည်းဒီလိုအသုံးပြုဖို့လည်းဖျားဖြစ်တယ်ဆိုတာကိုနောက်ဆုံးကြည့်လိုက်တော့လို့ပါတယ်။ရောက်စီတိုင်းဒီနှုတ်ကပတ်တမချန်စာအင်းနေရောရများကိုဆက်လက်ပြီးတော့တန်ရှလုံးမျိုးပြင်ဖွင့်ပြရုံတယ်မကပဲဒီတရားရည်တနာအပြင်လေကျွန်တော်တရားရည်ဖွင့်ပြရရများကိုဖာယူပြီးတော့ကျွန်တော်ကိုတစ်ဘက်ကနေ negative ဘက်ကနေမခံယူမိတဲ့ positive ဘက်ကနေပေါ့နော်။တရားရည်ကျွန်တော်ကိုဒီနေရာမှာဒီအပြင်စကားပြောတယ်တရားရည်ကဒီစကားပြောတဲ့အရာအပြင်တက်တာကိုဒီဆောက်ပြီးတက်ရှင်စီလို့လေဆိုတဲ့ခံယူခြင်းနဲ့စိတ်ထားနဲ့ခံယူပြီးတော့ဘုရားကြီးကတက်တာဒီဆောင်းနေကြဖို့ဖျားရှင်ရုပ်စတိုင်းကောင်းချေးပေးပါစေအာမင်ဒီပါရဲ့ဒီတိုက်ကိုပြသွားတယ်ပေါ့နော်ဒီစာပေါ်မှာဖြည့်ချင်ပါစေ